မင်္ဂလာပါခင်ဗျာဆက်လက်လေးတောက်ပြလိုက်တယောက်ပြီးတယောက်အမောက်သိပ်ပြလိုက်နဲ့ဘရာဇီးနိုင်ငံသားကားလော့စ်ဖရက်တက်ကတော့မနေ့ကနိုင်ပွဲထပ်မံရရှိခဲ့ပြန်ပါပြီကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါMMA လောကရဲ့တမိုင်းဆံမျက်နှာတစ်ခုကိုဘရာဇီးနိုင်ငံသားကားလော့စ်ဖရက်တက်ကတော့ထူးခြားဆန်းပြတဲ့ပုံစံတစ်ခုနဲ့ရေးထိုးလိုက်ပြီးဖြစ်ပါတယ်တာမန်အဖြစ်ကစားသမားတစ်ခုဟာမိမိရဲ့ကြက်မရည်ကိုအထူးဂရုစိုက်ရတာထုံးစံဖြစ်ပေမဲ့ကာလိုဖရက်တက်ကတော့ဒါကိုပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ဆက်လက်ကိုတဖွာပြီးတဖွာတောက်ပြလိုက်ပြိုင်ဘက်ကိုအမောက်သိပ်ပြလိုက်နဲ့သူကအခြားသောဖိုက်တာတွေနဲ့မတူညီတဲ့ different power တစ်ခုရှိနေပြီဆိုတာကို Australia နိုင်ငံဖတ်မြို့မှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်မှာတက်သေးပြသခဲ့ပါတယ်။အထူးသဖြင့်ချန်ပီယံဟောင်းတစ်ခုဖြစ်တယ်လို့မျိုးပြည့်သက်တွေအခိုင်အမာရရှိထားတဲ့ Australia နိုင်ငံသား Jack Della Maddalena နဲ့တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ Jack Della Maddalena ဆိုတာကတော့ UFC welterweight မှာဘီလန်မိုဟာမက်ကိုဘောက်ဆင်စကင်းနဲ့အနိုင်ပြပြီးဝက်တာဝိတ်ချန်ပီယံခပတ်ကိုထိုက်တန်ရရှိခဲ့တာဖြစ်ပါတယ်။သို့တော်လည်းအစ္စလမ်မကချက်နဲ့ခပတ်ချန်ပီယံကာဘကိုပဲထိုးတက်ခဲ့ရပြီးတော့အစ္စလမ်ရဲ့နဘန်ဆန်းရည်တွေကိုဘာမှလုံးမပြနိုင်ဘဲနဲ့အရှက်တကွဲအကျိုးနဲ့ရှုံနေခဲ့ရပါတယ်။ယခုချိန်မှာတော့သူ့ရဲ့အိမ်ကွင်းပြည်သက်တွေရှေ့မှာအရေးပါတဲ့ပွဲတစ်ခုကိုထိုးတက်ခဲ့တာဖြစ်ပေမဲ့ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရပြန်ပါတယ်။ဒီပွဲမှာတော့ Pradesh စွမ်းဆောင်ရည်ဟာလူတိုင်းကိုပတ်သက်အဟောင်းစားဖြစ်သွားသေးခဲ့ပါတယ်။ပွဲစားတွေကပရာဒက်စာသွေးအေးနဲ့ကစားကွက်ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးသူ့ရဲ့အားသာချက်ဖြစ်တဲ့အရေးအမောင်းနဲ့လက်တံရှည်လျားမှုကိုအကောင်းဆုံးအသုံးချသွားခဲ့ပါတယ်။ Jack Della Maddalena ဟာနီးပညာပိုင်းအရာကျွမ်းကျင်သူတူဖြစ်ပေမဲ့ပရာဒက်ရဲ့ရှစ်တိုးလာမှုကိုတားဆီးနိုင်ခဲ့ပါဘူး။ပရာဒက်စာ Jack Della ကိုလက်သီးနဲ့ထိုးလိုက်ပြန်ထခိုင်းလိုက်တဲ့ပုံစံမျိုးနဲ့ကစားနေကြတာပြိတ္တတွေအတွက်ကတော့တကယ်ကိုရင်ခုန်စရာမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့ cap kick ကန်ချက်တွေကလည်း Jack Della ရဲ့ခြေထောက်ကိုအပြော့သွားစေခဲ့ပြီးတော့တတောင်ရိုက်ချက်တွေကတော့ပြိုင်ဘက်ရဲ့ခံစစ်ကိုအစိတ်အမှားဖြစ်သွားခဲ့စေပါတယ်။ထို့အတူပဲမထင်မှတ်ထားတဲ့ဒုတိုက်ချက်တွေက Jack Della ရဲ့မျက်နှာကိုတက်ထိမှန်ခဲ့ပါတယ်။အထူးသဖြင့် Pradesh တိုက်ခိုက်မှုပုံစံဟာတည်ငြိမ်ရှိလာပြီးတော့ပြိုင်ဘက်ကိုအစော့လင်အလဲထိုးဖို့တဲ့စနစ်တကျနဲ့လုံးဝညှတာမှုမရှိဘဲနှိပ်စက်သွားတဲ့ပုံစံမျိုးကိုတွေ့မြင်ရပါတယ်။ Jack Della လည်းမိမွေးရမြေမိမိပြည့်သက်ရှိမှမှာဖွဲအိတ်တိတ်လို့စုပ်ပြတ်တဲ့နေအောင်မျိုးအမောက်သိပ်ခဲရတာတော်တော်ရင်သားစရာခံပြင်းစရာကောင်းလာပါတယ်အဆိုပါပွဲစဉ်မှာ Pradesh က Jack Della ကိုအလဲထိုးနိုင်တာမကဘဲနဲ့သူ့ရဲ့နောက်ဆုံး73ပွဲဆက်တိုက်ကိုလည်းအလဲထိုး KO TKO တွေနဲ့အနိုင်ရရှိခဲ့တာဟာ MMA လောကမှာအောင်မြင်ဆုံးဖြစ်တဲ့စံချိန်တစ်ခုလို့ဆိုရမှာပါဒီစံချိန်ဟာသူ့ကိုဝက်တာဝိတ်တက်မှာကြောက်စရာအကောင်းဆုံး That Nightmare အဖြစ်တတ်မှတ်လာစေခဲ့ပါတယ်ပွဲပြီးမှာတော့ဝေဖန်ရင်းသမားတွေနဲ့ပြည်သက်တွေကြားမှာကာလိုပရာဒက်စာချန်ပီယံစိန်ခေါ်ပွဲထိုးခွင့်နဲ့ထိုက်တန်နေပြီဆိုတဲ့အသံတွေဟာကျဲလောင်စာထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။သူ့ရဲ့လက်ရှိပုံစံအရဘလို့ပြိုင်ပွဲမျိုးကိုမဆိုလဲထိုးပြစ်နိုင်တဲ့အစွမ်းရှိနေပြီးတော့အထူးသဖြင့်ဆက်လက်တောက်တက်တဲ့သူ့ရဲ့အမှုအကျင့်ကလည်းသူ့ကိုလူအများစိတ်ဝင်စားစရာလူပုဂ္ဂိုလ်တူဖြစ်စေခဲ့နေတာပဲဖြစ်ပါတယ်။ပရာဒက်ရဲ့တိုက်ခိုက်မှုတွေကိုကြည့်ရတာလှပတဲ့လောက်ပြိုင်ဘက်အတွက်လည်းတကယ်ကိုငရဲကန်တစ်ခုပါပဲ။ Jack Della လိုအစင်တန်းမြင့်တဲ့ဖိုက်တာတူကိုတော့ဒီလောက်ထိအသာစီးရယူခဲ့နိုင်တာဟာ Pradesh ရဲ့အစင်တန်းကချန်ပီယံဆုနဲ့မွေးတယ်ဘူးဆိုတာကိုညွှန်ပြနေပါတယ်။ဒီအောင်ပွဲဟာ Australia နိုင်ငံပတ်မြို့ကပြည်သက်တွေအတွက်တော့မခံမြင်နိုင်စရာဖြစ်ခဲ့တယ်လို့ UFC welterweight ထဲမှာလည်းကစားသမားတအုပ်ရဲ့စိုးမိုးမှုဟာစတင်နေပြီလို့ဆိုလို့ရမှာပါ။ Carlos Pradesh ရဲ့ထူးခြားတဲ့ power ဟာဘယ်ကလာလဲဆိုတာကိုလူတိုင်းသိချင်နေကြပေမဲ့သူကိုယ်တိုင်ကတော့ဒါဟာသူ့ရဲ့သဘာဝလိုပဲခံယူထားပုံရပါတယ်။အနိုင်ရလက်တွေစက်တိုက်ရယူနေတဲ့ကြားမှာပြိုင်ဘက်ကိုအလေးထားတယ်လို့ပြုမှုတတ်တဲ့သူ့ရဲ့ဇယိုက်ကလည်း MMA လောကအတွက်တော့လက်ဆက်တဲ့လေပြေတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ Carlo Pradesh အနေနဲ့ဒီထက်ပိုပြီးတော့မြင်မာတဲ့အစင်တွေကိုတက်လှမ်းနိုင်ဖို့ဆိုရင်လက်ရှိပုံစံကိုဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်တယ်လို့ချန်ပီယံခပတ်အတွက်အခွင့်အရေးကိုဆောင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ Jack Della Maddalena ကိုအလဲထိုးလိုက်တဲ့တတောင်ရိုက်ချက်နဲ့လက်သီးချက်တွေကနောက်နှစ်ပေါင်းများစွာအထိ MMA ပြည်ရင်းထဲမှာဆွဲထင်ကြံ့ရင်းနေတော့မှအသေးချာပဲဖြစ်ပါတယ်။ပွဲပြီးအင်တာဗျူးမှာလည်းCarlo Pradesh ကသူ့ရဲ့နောက်ထပ်ပြိုင်ပွဲကဘယ်သူနဲ့တွေ့ရမလဲအစ္စလမ်မကချက်နဲ့ဂယ်ရီတို့ရဲ့ပွဲကိုငါရှေ့ဆုံးကနေပြီးတော့ထိုင်ကြည့်နေမယ်ဘယ်ကောင်နိုင်မလဲဆိုတာကိုငါစောင့်ကြည့်နေမှာလို့ပြောခဲ့ပါတယ်သဘောကတော့နိုင်တဲ့သူနဲ့ကချန်ပီယံလူကွဲကစားမယ်ဆိုပြီးတော့ပြောလိုက်တာပဲဖြစ်ပါတယ်အခုချိန်မှာတော့Carlo Pradesh ကသူပြောခဲ့တယ်လို့ပဲဘာကမှငါ့ကိုမတားဆီးနိုင်ဘူးဆိုတဲ့စကားတန်တွေကိုလက်တွေ့သက်သေပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်နောက်ထပ်ပြိုင်ပွဲစဉ်မှာရောဒီလိုအလဲလို့စံချိန်တွေကိုဆက်လက်ထိန်းသိမ်းထားတိုင်မလားဆိုတာကတော့တကဘာလုံးကပြည်သက်တွေကစောင့်ကြည့်ရမယ့်ကိစ္စတစ်ခုဖြစ်လာခဲ့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာပဲရန်နာပြစီကျမ်းမာချမ်းသာကြပါစေခင်ဗျာ